အားလုံးပဲမင်္ဂလာပါအင်ရှင်မ channel ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့အိမ်ကညီမလေးတယောက်လေးလာတော့သူကအိမ်ထမင်းအိမ်ရင်ချက်ဟင်းနေမစားချင်ဘူးဆိုလို့ထမင်းတုပ်ကလေးလွယ်တုပ်ပြီးဖြစ်ပါတယ်ထမင်းတုပ်ကကြတော့သူကအစာပလာတော့များတယ်ဆိုပေမဲ့လောကတစ်ခုချင်းစီလောက်ရတာအရန်လွယ်တယ်ခက်ခက်လောက်ရတာဘာမှမရှိဘူးအကုန်လုံးကိုပပလေးတွေလီးမယ်ဘဲကြစံကိုတော့အီအောင်ပြုတ်မယ်နောက်ပြီးကြတော့ပဲပင်ပေါက်လေးကိုရေနွေးဖြောမယ်အိမ်မှာကအာလူမရှိတော့ frozen အာလူကတ်တလစ်တွေကိုပဲကြော်လိုက်တယ်အလွယ်ကြော်လိုက်တာပေါ့နော်ဒါဆိုရင်ပစ္စည်းကိရိယာကြီးစုံပြီပေါ့နော်ထမင်းရယ်ပဲကြစံရယ်ဂေါ်ဘီရယ်ပြီးတော့ပဲပင်ပေါက်ရေနွေးဖြောထားတာလေးရယ်နံပင်ရယ်အာလူကတ်တလစ်ကြော်ထားတာလေးရယ်ရမ်းကျင်သည်ပဲပြားကြော်ထားတာလေးကိုပပလေးပြီးထည့်တယ်နောက်ပြီးကြတော့ကျွန်တော်တို့ကြက်သွန်နီကြော်ပေါ့နော်စီချက်ပေါ့အဲ့ဒါလေးထည့်တယ်ပြီးတော့ငရုတ်သီးစီချက်ပေါ့နော်ကျွန်တော်ကငရုတ်သီးကြိုက်တော့ငရုတ်သီးစီချက်ကအိမ်မှာဆိုအမြဲရှိတယ်မကြီးရပါဒါကတော့စားဟင်းချုံမုံဒါအရသာပေါ့နော်အရသာကတော့ကိုကလေးလေးပင်ပင်ကြိုက်တယ်ဆိုရင်တော့မကြီးရည်လေးနည်းနည်းလေးပို့ထည့်ပေါ့နော်ငပြားရည်လေးကိုလည်းပို့ပေါက်ဒါတော့ဘဲမုံပေါ့နော်ဘဲမုံကလည်းကိုကစီစီလေးကြိုက်များများထည့်ပေါ့တိတ်ပြီးတော့အစီမကြိုက်ဘူးဆိုရင်တော့ပါလီကပေါ့နော်ပြီးရင်ငပြားရည်လေးပေါက်တယ်ပြီးရင်တော့အကုန်လုံးကြီးမွနေအောင်အကုန်စီစီပိုင်ပိုင်လေးဖြစ်အောင်နေလိုက်တယ်တသားလေးဖြစ်သွားအောင်ပေါ့နော်လေလာတဲ့ညီမကသူကအဲ့လိုချင်းငင်ဆက်ဆိုတာကြိုက်တယ်တုပ်ပြီးလို့သူ့အတွက်ကလည်းအဆက်လို့နေသေးတော့သူရုပ်သီးထပ်ထဲမှာပေါ့နော်ကြောက်လေးလုံးကြော်ပြီးတော့ပြင်ပေးလိုက်ပါတယ်ဗီဒီယိုလေးကိုဆုံးထိကြည့်ပြီးလို့ကျေးဇူးတင်ပါတယ်ရှင်